ဘဝမှာတကယ်ကောင်းခြင်းမီတန်ဖိုးရှိတဲ့အဖို့ထိုက်တန်တဲ့ကိုစစ်မှန်တဲ့ကျင့်တတ်မှုရပြီးတော့ဘဝမှာတကယ်ကိုပဲလူဖြစ်ကျွတ်တတ်တယ်ဆိုတဲ့ခံစားချက်မျိုးရဖို့အတွက်နေသွားခြင်းနဲ့ဆိုရင်ပထမပြည့်စုံရမယ့်အင်္ဂါရက်ဘုရားဟောဒေသနာတွေကိုအများကြီးနာယူရမယ်သိအောင်လုပ်ရမယ်မြင်အောင်လုပ်ရမယ်နားမလည်ရင်မေးရမယ်ဒီဒေသနာတွေထဲမှာကိုယ့်ရဲ့ဘဝကိုမြုပ်နှံထားတဲ့ကိုယ့်ရဲ့စိတ်ကိုဒီထဲမှာကျက်စားတဲ့မကြာခဏဟုတ်လားအများကြီးသိအောင်လုပ်ရမယ်တကယ်တမ်းကအိုးတို့ကလိုချင်စိတ်ရချင်စိတ်ရှိမယ်ဆိုရင်ဘုရားဟောဒေသနာတွေအများကြီးကိုသိနိုင်တယ်နော်ဟိုတုန်းကငယ်ကတင်ခဲ့ရတယ်ရှိရင်လေဥကျဲဘွေဆိုတာကြားဘူးတယ်မဟုတ်လားစားမတင်ပေးမတင်နဲ့နေလာတာဟိုတုန်းကတပူးစားတယ်ဆိုတာဘုန်းတော်ငယ်ကလည်းပဲရွာเจ้าနေတော့ဘုန်းကြီးကရှေးဘုန်းကြီးဆိုတော့အဲ့ဒီရင်ကျေးမှုလေးတွေကရှိတယ်သွားလိုက်တန်ဆိုတာဘုန်းတော်ငယ်တော့တောစီမှာရှိတာမဟုတ်ဘူးဟုတ်လားသွားလိုက်တန်နဲ့တိုက်ခဲ့ရဘူးတာမဟုတ်ဘူးအိုမဲကနဲ့တိုက်တန်နဲ့စားနဲ့တိုက်တာနဲ့ဟုတ်လားအဲ့တော့တမာသားကသူကသွားကောင်းတယ်အဲ့ဒီတမာသားကိုသူကဒီလက်သန်းလိုဟာမျိုးလေးကို3-4လက်မလောက်လှုပ်တယ်ထိတ်ကချွန်လေးချွန်ထားတယ်နောက်ကဖင်လေးကိုထုထားတယ်ထိတ်ကအချွန်လေးကသွားကြထိုးရမယ်နောက်ကထုထားတာလေးကသွားကိုပုတ်တာအဲ့ဒါကိုတပူလို့ခေါ်တယ်ဟုတ်လားအဲ့ဒါဥကျဖို့ရအဲ့ဒီတပူကတရက်ကိုတစ်ချောင်းပေါ်လှုပ်နေစွန်းစားပြီးအဲ့ဒီတပူထိုး3ပြီးအောက်ကိုပြစ်1ရက်2ရက်1လ1နှစ်2နှစ်ကြားလာတော့အဲ့ဒီတပူပုံကြီးကအကြီးဖြစ်တယ်အဲ့ဒါကြီးကြည့်ပြီးတော့ဥကျဖို့ရတရားတော့စမိဆက်ရတယ်ဖြစ်တော့မလဲအဲ့ဒီတပူပုံကြီးကြည့်ပြီးတော့အော်ကြည်သန်းတရက်ကိုတပူတစ်ချောင်းစားလာတပူကိုတောင်ပိုးလောက်ရှင်ကြည်ငါတရက်ကိုတပူ1000လောက်သာစားကြက်မယ်ဆိုရင်ငါတကယ်ကိုစားတတ်ပေတဲ့ကြီးဖြစ်နေမှာကုန်ခဲ့တဲ့အချိန်တွေကိုနှမျောတာအဲ့တော့အသက်က60ရှိပြီတက္ကမကြီးတွေစိတ်ဓာတ်မကြအောင်ပြောတာဟုတ်လားဒေသနာတွေကိုအများကြီးစုဆောင်းမယ်ဆိုရင်အချိန်မီသေးတယ်လို့ပြောတာဘုံဘုံကဟုတ်လားအဲ့ဒါနဲ့နန်းတွင်းဝင်ပြီးတော့မလုပ်တာတော့ကန့်ကူဆန်အလှခန္ဓာစားတယ်မလို့အသက်60ကျော်မှစားတယ်မလို့ကန့်ကူဆန်လှခန္ဓာအဲ့တော့ဘယင်ကဘာတော့ပြက်ရဲ့ပြူတယ်ဂျပွေးရမှအတက်ပေါက်ချင်ပေါ့ဂျပွေးဆိုတော့ငရုပ်စုံထောင်းတယ်ဘလို့တက်ပေါက်မလို့ဟုတ်လားဂျပွေးရမှအတက်ပေါက်ချင်ပေါက်လိုက်ဦးမဘလို့စားတက်မလို့ပြောအဲ့ဒါကို तू ကြားမခံနိုင်ဘူးအစားတင်တာတရက်ကိုတပူ1000တော့ဟုတ်ဟန်မတူတကယ်ကိုကြိုးစားပန်းစားလှုပ်ဟန်တူတယ်အဲ့ဒါတော်တော်ကြီးသွားတော့ तू ဘုံထင်ပါတယ်10နှစ်ကျော်လောက်ရောက်ချင်လဲရောက်မှာပေါ့တကယ်ကိုစားရပေတာဖြစ်တာအဲ့ဒါစားရပေတာဖြစ်တဲ့အခါကျတော့အဲ့ဒီဂျပွေးကိုတစ်ခက်တည်းရဲ့လေးတွေချီပြီးတော့နန်းတော်ကိုသွားတယ်ဘယင်ကြီးဂျပွေးကအထက်ပေါက်ပြီနော်အဲ့ဒါဘယင်ကြီးကတကယ်လားပေါ့နော်ဘယင်ရှိတော့ရဲဝန်းလာဆိုအဲ့ဒါနဲ့စားရပေတဲ့ကျမ်းဂန်တက်တဲ့ဆရာတော်ကြီးတွေကိုစစ်ဆေးခိုင်းတာဟာမေးမယ်လို့ဟိုကအဟမ်းလို့ချောင်းဆုပ်ရရှိသေးအဟမ်းဆိုတာဘာဆိုတော့တခါတည်း तू ကစာသဘောတွေပြောတော့အဲ့လောက်ထိ तू ကတက်တယ်ပေါ့နော်ဘုံပြောနေတာပါတော့ဘဝမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းထိတွေ့ပေးရမယ်နော်တရားနာမှုကိုအချိန်ယူပြီးတော့လှုပ်တဲ့တယ်လို့ဘုံဘဝထင်တယ်နော်ဆိုကြပါစို့မနေ့တစ်ချိန်ညတစ်ချိန်တရားမှတ်တယ်ဆိုတာမျိုးလို့ပေါ့ဟုတ်လားတရက်ကိုတရားတစ်ပုဒ်နာမယ်သို့မဟုတ်2ပုဒ်နာမယ်သို့မဟုတ်ဘယ်စာအုပ်ကိုငါတစ်လကိုအပြီးဖတ်မယ်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဘုံတို့တွေဟာမြတ်စွာဘုရားအဆုံးအမတွေနဲ့စိတ်ကိုမလုပ်ပေးရမလို့မကင်းကွာစေရဘူးနော်မီဝေချိတ်မှာဆိုတဲ့စကားရှိတယ်နော်ဒေသနာတော်တွေနဲ့အတွေ့များနေတဲ့စိတ်နဲ့အတွေ့မများကင်းကွာနေတဲ့စိတ်နဲ့ဘယ်နည်းနဲ့မှမတူဘူးဒါဘုံဘုံကကိုယ်တွေကိုပြောပြတာနော်စာလေးပေလေးဖတ်ပြီးတော့တရားလေးဒါတရားကျင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားဆုံးမတာကိုလေးလာနေတာနာယူနေတာဘုရားပုံမှာယုံကြည်မှုကတော့အပြည့်အဝရှိတာပေါ့ဟုတ်လားဒါအလွန်ကောင်းမွန်တဲ့အဆုံးအမတွေတခါတလေကြတော့လည်းပဲ तू ကတရားနာရင်စာပေဖတ်ရှုရင်နဲ့အဆုံးအမကိုလိုက်နာပြီးသားဖြစ်နေတယ်ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့စိတ်ကကောင်းဖို့အတွက်အရန်သင်းဖြစ်တယ်တခါတလေ तू ကကောင်းကိုကောင်းနေတယ်နော်ဒီတရားနာလို့စာဖတ်လို့ရရှိတဲ့အကျိုးကျေးဇူးကဘယ်လို့မှပြောလို့မကုန်နိုင်ဘူးဟုတ်လားဘလို့ဆက်ပြီးတော့ကိုနေမယ်ဘလို့တွေးမယ်ဘလို့ပြောမယ်ဘာလုပ်မယ်အည်သူရအကုန်မြင့်ဟုတ်လားဒါကြောင့်ငငယ်ကဥဖေမြင့်စာအုပ်တော်ဘုံဖန်အုံနောက်တင်ရင်းနှီးမြုံနှံခြင်းဘယ်မှာရင်းနှီးမြုံနှံတာအုံနောက်မှာမြုံနှံထားတာဟုတ်လားအလွန်ကြိုက်တယ်ဘုံဘအဲ့ဒီစကလုံးကိုမျက်စိနဲ့မြင်ရတာမဟုတ်ဘူးဒီအရင်းနှီးဟုတ်လားဒါပေမဲ့စာဖတ်တဲ့လူစာမဖတ်တဲ့လူတူကိုမတူဘူးတရားနာတဲ့လူမနာတဲ့လူတူကိုမတူဘူးသူ့ရဲ့အည်အသွေးဟာတရိပ်ရိပ်နဲ့ဘာဖြစ်နေတော့မြင့်နေတာဟုတ်လားဒါကြောင့်အစသာရာရာဟ
ဘုန်းတို့တွေအည်အသွေးမြင့်မားခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီဟာနံပါတ်1လှမ်းရမယ်ခြေလှမ်းမယ်ဟုတ်လားဒါကြောင့်ဘဝမှာငါဘယ်လိုနေသွားမှာလဲလို့သူများကိုပြောနေဖို့မဟုတ်ဘူးတော့ကိုယ့်အကိုဆုံးဖြတ်ချက်ချပြီးတော့ရည်ရွယ်ချက်ချပြီးတော့နေဖို့ပြောတာဟုတ်လားဒေသနာတွေကိုငါအများကြီးသိရမယ်အခုတကယ်သိကျင်တယ်ဆိုလို့ရှိရင်လွယ်တာပဲလေပိဋကတ်သုံးပုံမြန်မာလိုရေးထားတာတချို့အဲ့ဒီစာအုပ်တွေရှိတယ်လို့တောင်မှသိချင်မှသိမှာနော်ကြားလာပြီးရေးထားတာဟုတ်လားအများကြီးရှိတယ်ကိုလေ့လာခြင်းလို့ရှိရင်လွယ်လေးရတယ်ဟုတ်လားခုခေတ်ပိုးပြီးတော့တောင်လွယ်သေးတယ်ဘာကျုပ်ဆိုတော့ဘုရားကြီးဟောထားတဲ့နော်တရားတွေဆိုစီးတီးလိုက်ရှိတယ်အလွန်ကောင်းတယ်ဟုတ်လားလောကသားတို့အတွက်မြတ်ဗုဒ္ဓကြီးကြိုးပမ်းချက်ဆိုအဲ့ဗုဒ္ဓဝင်ကြီးပဲဘုရားရဲ့ဖြစ်တော်စဉ်ကြီးပဲအဲ့ဒါဆရာတော်ဘုရားကြီးရဲ့ဘဝတသက်တာလေ့လာခဲ့တဲ့မြတ်သူနားလေထားတဲ့မြတ်အိတ်သွန်ဖာမောက်ပြောထားတာတကယ်ပညာရှင်အဆင့်အဲ့ဒါတွေကိုတရက်တစ်ပုဒ်နာတရက်နှစ်ပုဒ်နာ3-4လနဲ့အုံနောက်ကအည်အသွေးကအရန်မြင့်သွားမှာလောက်ရတယ်ဟုတ်လားဒါကြောင့်နံပါတ်1ပြည့်စုံရမယ့်အည်အသွေးကိုအဲ့ဒါသူ့တစ်ခုတည်းပြောနေရင်လည်းတရားထနာကြီးကြားသွားလိမ့်မယ်ဟုတ်လားနော်တရားနာဖို့အရေးကြီးတဲ့အကြောင်းကိုပြောတာပါမြတ်စွာဘုရားရဲ့အစိုးအမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုနေတိုင်းဘာလို့ပေးရမလဲနော်ထိတွေ့ပေးရမယ်ဟုတ်လားအစိုးအမရဲ့အရေးအောင်မှာပဲကိုယ့်စိတ်ကလေးကိုထားရမယ်အဲ့ဒါမှမမှားမှာနော်မမှားရုံမကဘူးမှန်မှာနော်ပြီးရင်ဘာဖြစ်သွားမှာလို့လမ်းကြောင်းတွေတည့်ပြီးတော့အည်အသွေးကမြင့်သွားမှာအဲ့ဒီလိုသွားမှာ